နောင်ချိုရှိ DNAA တပ်စခန်းများကိုစစ်တပ်သိမ်းယူပြီးဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်ပြန်လည်ထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ်ကမြို့နယ်19မိုင်ကွာတွင်ရှိသည့်စစ်ရေးအရအရေးပါသည့်တရက်ချိုကျေးရွာ DNAA တပ်စခန်းကိုမေလ20ရက်နေ့တွင်သိမ်းယူခဲ့ကြောင်းဒေသခံများကပြောသည်တောင်ခမ်းတိုက်နယ်အတွင်းရှိ DNAA တပ်စခန်းများကိုဖေဖော်ဝါရီလကုန်ပိုင်း၌ပြန်လည်သိမ်းပိုက်ခဲ့သည့်စစ်ကောင်စီသည်စစ်ရေးအရအရေးပါသည့်တရက်ချိုအင်ဘိုရာပြင်မမန်တော်ကျေးရွာများကိုဆက်လက်ထိုးစစ်ဆင်နေသည်တရက်ချိုရွာကိုရရှိသွားသည့်စစ်ကောင်စီတပ်အနေဖြင့်နောက်ထပ်ပြစ်မှတ်တစ်ဖြစ်သည့်ကံကြီးရွာထိုးစစ်အတွက်ပိုအားသာသွားနိုင်ကြောင်းမြေပြင်တိုက်ပွဲအခြေအနေသိရှိသူကပြောပါတယ်တရက်ချိုအနေထားကကုန်းကြီးပေါ်မြစ်ဆိုမှမြစ်အနေထားမှာရှိတယ်တရက်ချိုဆိုတာကပြက်နေရမှာရှိတယ်တရက်ချိုကိုပေးလိုက်ရတယ်ဆိုတာအဲ့ဒီကုန်းပဲအဲ့ဒီကုန်းကပြောရမယ်ဆိုစစ်ဗျူဟာအရတကယ်ကောင်းတဲ့နေရာကြီးအကဲလေးသူတို့ကန်ကြီးကိုရောက်ပြီဆိုရင်တောင်ခမ်းဘက်ကဥတီယာခဏနားလိမ့်မယ်ဗန်ပွေးဘက်ကအဖွဲ့တွေကကန်ကြီးဘက်ကိုထိုးဝင်လာမယ်လို့ယူဆလို့ရတယ်သူကပြောပါသည် DNAA ပြောခွင့်ရသူလွေးရဦးကစစ်တပ်ထိုးစစ်ကြောင့်တောင်ခမ်းနားတပ်စခန်းများလက်လွတ်ခဲ့ရတော့လဲလက်ရှိတွင်ပြန်လည်ခုခံတိုက်ခိုက်နေသည်ဟုဆိုသည်တောင်ခမ်းတဝိုက်မှာဆိုရင်စစ်ကောင်စီဘက်ကလက်နက်ခဲယမ်းတွေဖြစ်တင်းတာထိုးစစ်ဆင်တိုက်ခိုက်တာတွေတွေ့ရပါတယ်တောင်ခမ်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေချိန်မှာစစ်ကောင်စီဘက်ကထိုးစစ်ဆင်မှုတွေတရုံတိုက်ခိုက်မှုတွေပုံမပြုလုပ်လာတဲ့အတွက်ကြောင့်တောင်ခမ်းကိုလက်လွတ်ရတာတွေရှိပါတယ်အခုကတော့ပြန်လည်တိုက်ခိုက်နေပါတယ်နောင်ချုံမြို့မှာရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ114ခမရ110ငါးတုံးတရင်606အမှတ်9ရနဲ့မြောက်စခန်းကုကဲမှုဌာနချုပ်လက်အောက်ခံအမှတ်354မှတ်406အမှတ်206တပ်စခန်းများအခြေစိုက်သည်1029စစ်စင်ရေးဒုတိယလိုင်းကာလ2024ဇွန်လတွင် DNAA နှင့် NDY-PDF တပ်ဖွဲ့များကခမရ110ငါးခမရ114တုံးတရင်606တို့ကိုတိုက်ခိုက်ပြီးနောင်ချုံမြို့ကိုပြေဝသိမ်းပိုက်ခဲ့သည်လွေကုတ်လက်ကုံပိုင်းတွင်မြို့နှင့်မိုင်20အကွာတွင်ရှိသည့်တောင်ခမ်းအခြေစိုက်မှတ်406မှတ်206ကို DNAA ဆောင်သည့်ဒေါ်လန်ရေးအင်အားစုကသိမ်းပိုက်ခဲ့သည်တရုတ်ဖိအားပေးမှုခံရသည့် DNAA ကထိုးစစ်အားလုံးရပ်ပြီးခုခံစစ်တာဆင်နွှဲမိဟု2024နိုဝင်ဘာ25ရက်နေ့၌ထုတ်ပြန်ခဲ့ပြီးစစ်ကောင်စီတပ်ကတောင်ခမ်းကျေးရွာတွင်လက်နက်နှင့်စစ်အင်အားများကိုဖြစ်တင်ခဲ့သည်ဖေဖော်ဝါရီလအစပိုင်းတွင်စစ်ကောင်စီတပ်ကတောင်ခမ်းတိုက်နယ်အတွင်းရှိ DNAA တပ်စခန်းများကိုပြန်လည်ထိုးစစ်ဆင်ခဲ့သည်